ဇာတော်ဝါရီလ18ရက်နေ့သူတို့၏မျက်စိကိုဖွင့်စေခြင်းကသူတို့စီတို့တင့်ကိုငါစေလွတ်မည်ဟုမိန့်တော်မူ၏တမန်တော်ဝိတ္ထုအခန်းကြီး26အခန်းငယ်18မျက်မမြင်ဘာဒီမေယက်စ်သည်မိမိအဝေးရုံကိုပြစ်ချလျက်သခင်ယေရှုရှိရာသို့တုံရင်စွာနှင့်ချဉ်ကပ်လာသောအခါသခင်ယေရှုသည်မင်းအတွက်ဘာလုပ်စေခြင်းလဲဟုမေးလိုက်လေသည်ထိုခဏတွင်သူကသခင်ဟုခေါ်လိုက်သည်နှင့်ဝိညာဉ်မျက်စိပွင့်သွားပြီးတော့သခင်ယေရှုကတင့်ရဲ့ယုံကြည်ခြင်းကြောင့်ပြီးပြည့်စုံစေပြီဟုဆိုလိုက်ပါတယ်။တတိပြုရမှာတင်၏ပညာဥစ္စာအလောက်ကြောင့်မဟုတ်ပဲယုံကြည်ခြင်းကြောင့်သာဖြစ်ပါတယ်။ထို့နောက်ဘာဒီမေယက်စ်သည်တသက်လုံးမျက်စိကွယ်နေရမှမျက်လုံးမြင်လိုက်ရပြီးသူပထမဆုံးမြင်ရသည့်အရာမှာသခင်ယေရှု၏မျက်နှာတော်ပင်ဖြစ်ပါတယ်။မျက်စိဖွင့်လိုက်သည်နှင့်ကျင်နာသနာပြီးစူးစိုက်လျက်ရှိသောသခင်ယေရှု၏မျက်နှာတော်ကိုမြင်တွေ့ရခြင်းသည်ကြက်တည်နှင့်ပြည့်စုံသောအတွေ့အကြုံတစ်တရက်ပင်ဖြစ်ပါတယ်။သခင်ယေရှုနှင့်တွေ့ဆုံပြီးတဲ့နောက်ဘာဒီမေယက်စ်သည်သခင်ယေရှု၏နောက်တော်သို့တစိုက်မမတ်လိုက်ခဲ့သည်ဟုမှတ်တမ်းများရာသိရပါတယ်။သင်အနေဖြင့်မိမိအလုပ်သို့မဟုတ်အိမ်သို့မဟုတ်ပတ်ဝန်းကျင်သို့မဟုတ်မိတ်ဆွေတငယ်ချင်းသို့မဟုတ်ကျောင်းပြန်သွားလျင်သခင်ယေရှုသည်သင်နှင့်အတူတပါးတည်းရှိနေပြီဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းသခင်ယေရှုကျွန်တော်ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာအမောင်ပိတ်နေမှုကိုကုသပေးရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်မှာလည်းတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ